ကောင်မလေးလက်ထပ်ဖို့ညင်လိုက်တဲ့ကောင်တွေကမကျေနပ်လို့လာတောင်းကျမ်းနေကြတာပေါ့ကောင်မလေးရဲ့အဖေကိုတပည့်လေးတွေကဒီလူတွေကိုဓာတ်တွေတုတ်တွေနဲ့တိုက်ခိုက်ကြည့်ပေမဲ့ချစ်ရလေးထင်အောင်တော့မလုပ်နိုင်ခဲ့ဘူးလို့ပြောလိုက်ပါတယ်ဒုတိယဦးလေးကကောလာဟာလတွေအတိုင်းပါပဲလာသူရဲ့ခံစစ်ကိုချစ်ရတောင်းထင်အောင်မလုပ်နိုင်ရင်ဘလို့အနိုင်ယူတော့မလဲလို့ပြောနေတဲ့အချိန်ဘေးကနဲလေးကိုနိုင်တဲ့လူရှိလာလို့အားချောင်းနေတာပေါ့ဒီအချိန်မှာအဖေကငါရဲ့ချုံမောလှပတဲ့တမက်လေးရှိတယ်လို့ပြန်ပြောပြီးကောင်လေးကိုပြလိုက်ပါတယ်ဟိုငနဲလေးကကြည့်ုံနဲ့ဘာမှအတုံးမကျတဲ့ကောင်ဆိုတာတိတာနေတာဘာကြောက်စရာရှိလို့လဲလို့တွေးနေတာပေါ့ပြီးတော့ကောင်မလေးကိုကြည့်ပြီးမင်းငါတို့ရဲ့ဆရာကိုလက်ထပ်ဖို့ညင်းပြီးဒီလိုအတုံးမကျတဲ့ကောင်ကိုတောင်းလက်ထပ်လိုက်သေးတာလားမင်းတို့မိသားစုကိုဖျက်ဆီးမှမကြောက်ဘူးလားလို့မေးလိုက်တဲ့အချိန်ညီမဖြစ်သူကနင့်အစင်းနဲ့ငါခဲအိုကိုခွေးလို့ဟောင်ရဲတာလားလို့ပြောလိုက်တာကောင်လေးကတော့ကြောက်နေပြီပေါ့ဗျာနည်းနည်းလေးကဒါဆိုမင်းတို့ရဲ့နက်ဖျားလို့အစွမ်းကအစွမ်းထက်တာလားငါဆရာရဲ့ဖြက်စီးလို့မရတဲ့နက်ဖျားအစွမ်းကပိုအစွမ်းထက်တာလားဆိုကဟိုကောင်ကလည်းထွက်လာပြီလေကောင်လေးကတော့ဦးလေးကျွန်တော်တကယ်ချရမှာလားလို့ပြောတော့အဖေကလည်းမင်းမှညင်းခွင့်မရှိဘူးကိုဟာကိုယုံကြည်ရမယ်လို့ပြောလိုက်ပါတယ်ကောင်လေးကတော့စိတ်တွေကိုညှစ်လို့ပေါ့အဖေကအကိုကြီးမင်းကိုငါယုံကြည်ရဲဆိုပြီးဟိုကောင်ရဲ့ရှေ့ကိုတိုးလိုက်ပါတော့တယ်ကောင်လေးကတော့မချချင်ပဲချရတော့မှာပေါ့ဗျာဟိုကောင်ကကောင်လေးကိုအထင်သေးပြီးငါနိုင်မကျင့်ချင်ဘူးညီလေးရငါဒီမှာနိုင်ဝက်ရက်ပြီးမင်းကိုငါရိုက်ခွင့်ပေးမယ်တကယ်လို့ငါနောက်ကိုတလန်းဆုပ်သွားရင်ငါရဲ့အရှုံးပဲလို့အာတီးရောက်လိုက်ပါတယ်ညီမဖြစ်သူကမှမင်းကိုလဲအောင်လုံးမိနစ်30တောင်မလို့ဘူးလက်တီးတစ်ချက်တည်းနဲ့ဖြစ်တယ်လို့អော်လိုက်တဲ့အချိန်ဟိုကောင်ကဆွမ်းအားတွေထုတ်လိုက်ပါတော့တဲ့အစီတွေပါထွက်လာတာဗျကောင်လေးကလည်းသူ့ရဲ့ယူကြောင်ကွက်တွေပြပြီးထိုးလိုက်တဲ့အချိန်မှာတော့ဒီကောင်ကသူ့ကိုနိုင်တဲ့လူမရှိဘူးအထင်နဲ့အားချောင်းနေတာကောင်လေးကသူ့ရဲ့ယူကြောင်ပေါ်တော်ကွက်တွေကိုပြပြီးထိုးလိုက်တဲ့အချိန်မှာတော့ဟိုကောင်ကဘာမှမဖြစ်ဘူးအထင်နဲ့ရဲလိုက်ပါတယ်ဒါပေမဲ့ချက်ချင်းဆိုသလိုရင်ဘတ်ကိုကင်ပြီးလဲကျသွားပါတယ်အကုန်လုံးကလည်းအန်အော်ကြီးဖြစ်နေကြတာပေါ့ဟိုကောင်ကမင်းဘလူနီးစနစ်ကိုတုံးလိုက်တာလဲငါဒီမှာတေးတော့မယ်လို့អော်နေတာပေါ့ဦးလေးတွေကလည်းအချိန်ခဏလေးနဲ့ဒီလောက်ထိတန်မာသွားတော့အန်အော်ယုံကလွဲပြီးဘာမှမတက်နိုင်တော့ဘူးလေကောင်မလေးကသူကပါရမီရှင်ဖြစ်ရမယ်ငါယောက်ျားရွေးမှန်သွားပြီဆိုကပြောနေတာပေါ့ကောင်လေးကသူ့ကိုယ်ပိုင်ဆွမ်းဆိုတာကိုမသိပဲသူ့ရဲ့ရောက်ခမကြီးကကူညီနေတယ်လို့ပဲထင်နေတာပေါ့ဒီလိုနဲ့အရှိကိုတိုးသွားတော့ဟိုကောင်ကသေးထွက်မတက်ကြောက်နေပြီလေဟိုငနဲလေးကငါတို့လူကရက်ပြီးမင်းထိုးတာခံတယ်မင်းလဲငါတို့ထိုးတာရက်ပြီးခံကြည့်တဲ့နေမလားဘလို့ဖြစ်တရားမျှတတယ်လေလို့ကောင်လေးကိုပြောလိုက်ပါတယ်ကောင်လေးကငါရောက်ခမကြီးအနောက်ကကူညီနေတာဘာကြောက်စရာရှိလဲဆိုကငါနိုင်ရင်ငါဇနီးကိုထပ်မနှောက်ရှက်နေတော့လို့ပါတတိပေးလိုက်ပါတယ်ပြီးတာနဲ့အနောက်ကိုလှည့်ပြီးရောက်ခမကြီးငါကိုကူညီနေတဲ့စိတ်မပူနဲ့လို့ပြောနေတာပေါ့စိတ်ထဲမှာလဲရောက်ခမကြီးကိုပဲအာကိုမယ်နော်လို့တွေးနေပါတော့တယ်ရောက်ခမကြီးကလည်းငါတမက်လေးပဲယုံကြည်မှုရှိပြီးတည်ငြိမ်တယ်လို့တွေးနေတာနှစ်ယောက်လုံးကတော့တယောက်ကိုတယောက်အထင်တွေကြီးပြီးတက်ဆင်အောင်လွဲနေတာပေါ့ဗျာညီမဖြစ်သူကအကိုခုခံရေးနီးစနစ်တွေတင်ပြီးပြီလားလို့မေးတာကောင်လေးကမတင်ထားသေးတော့စိတ်မပူပါနဲ့ဆိုကစာအုပ်ကိုထုတ်ဖွင့်လိုက်တဲ့အချိန်မှာစာအုပ်ထဲကအစွမ်းတွေကကိုယ်ထဲကိုစီးဝင်သွားခဲ့ပါပြီပြီးတာနဲ့ယုံကြည်မှုရှိပဲငါစီအပ်လိုက်ပါလို့ပြောလိုက်ပါတယ်ဟိုကောင်ကငါရဲ့လက်တီးချက်ကိုခံနိုင်မှမလားလို့ကောင်လေးကိုမေးလိုက်ပါတယ်ကောင်လေးကသူ့ခုနကပဲကြီးလိုက်တဲ့ကာကွယ်ရေးအစွမ်းကိုထုတ်သုံးလိုက်ပြီးဟုံနဲ့လေးထိုးလိုက်တဲ့အခါမှာတော့ဒီကောင်ကငါလက်တီးကိုမင်းခံနိုင်ပါမလားလို့ကောင်လေးကိုမေးလိုက်ပါတယ်ကောင်လေးကလည်းသူခဏကမှကြည့်ထားတဲ့တိုင်းကျန်းစာအုပ်ထဲကခုခံရေးနီးစနစ်ကိုထုတ်သုံးလိုက်တာပေါ့ဒီကောင်ကငါရဲ့လက်တီးချက်တီနှစ်ပေါင်း24ကျင့်လာတာစွမ်းအားကလည်းအမခံပဲလို့တွေးပြီးမင်းကိုငါချေမုံပြစ်မယ်ဆိုကထိုးလိုက်ပါတယ်အန်ဒီဖြစ်သူကကျမအယိုးကျိုးတန်ကြားလိုက်တယ်လို့ပြောတော့အကုန်လုံးကလည်းစိတ်ပူနေကြပြီပေါ့ကောင်မလေးကလည်းသူ့ကောင်လေးရှုံးသွားပြီလားဆိုပြီးစိတ်ပူနေတာညီမလေးကဘာမှစိတ်မပူပါနဲ့အကိုကိုယုံကြည်လိုက်ပါလို့ကောင်မလေးကိုပြောလိုက်ပါတယ်ရောက်ခမကြီးကသူဘလောက်ပဲပါရမီပါခုခံရေးနီးစနစ်ကိုခုမှစသုံးတာဟိုကောင်ရဲ့လက်တီးချက်ကစင်တောင်မခံနိုင်တဲ့အထိအင်အားကြီးတာလို့တွေးနေပါတယ်ဒီအချိန်မှာဟိုကောင်ကအာငါလက်နာတယ်လို့អော်နေရပြီလေလက်ပါကျိုးသွားခဲ့တာပါခုနကအယိုးကျိုးတန်ကကောင်လေးမဟုတ်ပဲဒီကောင်ဖြစ်နေတာပေါ့ဒါတောင်အာကမကြသေးဘူးမင်းတို့ကိုကလည်းစားချင်မယ်လို့ပြောနေသေးတယ်ကောင်လေးကမင်းတို့ပြီးပြီဆိုတော့ငါအလှဲ့ပဲလို့ပြောတော့ဟိုကောင်ကငါဘယ်သူလဲမင်းတိလားလို့ဖေအားကိုလုံးနေတာပေါ့ကောင်လေးကမင်းဘယ်သူလဲငါဂယူးဆိုင်စရာလားငါတိတာတော့မင်းငါဇနီးကိုအနိုင်ကျင့်တဲ့ကောင်ပဲမင်းကိုတင်ကန်းစာကောင်းပေးရမယ်လို့ဟိုကောင်ကိုပြောလိုက်ပါတယ်ဟိုဝတ်တုတ်ကငါတို့တော့အခြေအနေမဟန်တော့ဘူးဒီကောင်လက်တီးအတော်ပြင်းမဲ့ပုံပဲလို့တေးထွက်မတက်ကြောက်နေတာပေါ့ဟိုကောင်ကငါကဒီနယ်ရဲ့တခင်လေးတော်ငါကိုတခုခုလုပ်ရင်မင်းတို့ဘဝလည်းမတွေးရဲစရာပဲနော်လို့ကောင်မလေးကိုပြောလိုက်ပါတယ်ကောင်မလေးကလည်းသူ့ယောက်ျားကိုဒီတခါတော့လွတ်ပေးလိုက်ပါနောက်3ရက်နေရင်ကိုခန့်ပညာပြိုင်ပွဲရှိတယ်ဒီကြမှာအသေးဒီပြစ်လို့ပြောလိုက်ပါတယ်ကောင်လေးကလည်းကောင်မလေးပြောတာကိုနားထောင်ပြီးမင်းတို့ကြည့်ရတာအားနဲ့နေလိုက်တာလို့ပြောလိုက်ရုံပဲရှိသေးတယ်တွေးတွေပါအန်ကုန်ပြီးပေါ့အဲ့ဒါကြောက်တွေးလို့ခေါ်တဲ့အဖေဖြစ်သူကလည်းဟစ်ကောင်လေးမင်းအိမ်ပြန်ပြီးတွေးတွေသွားဖြည့်လိုက်အောင်လို့လောင်ပြောင်နေတာပေါ့ပြီးတာနဲ့ကောင်လေးကထိုးတော့မဲ့ပုံနဲ့ဝင်လာတော့ကြောက်ပြီးပြေးပါလေရောပြေးတာတောင်အေးစိတ်မပြေဘူးချောင်မင်းအသက်ကိုငါပြန်ယူမယ်လို့အားချောင်သွားသေးတယ်ကောင်လေးပစ်ကျွတ်အောင်တီးလိုက်တဲ့ကောင်တွေကကြောက်ပြီးပြေးတာကိုအေးစိတ်မပြေပဲမင်းကိုခံပညာပြန်ပွဲကြရင်ကားလဲစားချင်မယ်လို့အာတီးအောင်သွားခဲ့ပါတယ်နောက်3ရက်ကြာတော့ကောင်မလေးနဲ့ကောင်လေးတို့2ယောက်သားပြန်ပွဲကိုရောက်လာခဲ့ပါပြီကောင်လေးကမိုက်လိုက်တာလုံးဝပါရမီရှင်တွေပဲရှိမဲ့နေရာဖြစ်လိမ့်မယ်လို့ပြောတော့ကောင်မလေးကယောက်ျားသားဆိုအေးစိတ်လေးနိုင်တယ်မလားလို့ပြောလိုက်ပါတယ်ကောင်လေးကလည်းတကယ်ချရင်တန်းပါလျှောသွားနိုင်တယ်လို့ပြောပြီးရောက်ခမကြီးတာရှိရင်တော့အကုန်လုံးကိုနိုင်တယ်လို့တွေးနေတော့တယ်
ဒီအချိန်မှာအကောင်တကောင်ကရောက်လာပြီးမတွေ့တာကြားပြီးနော်ဝဖြိုးလာပြီးတကယ်ကြည့်ကောင်းလာပါလားလို့ကောင်မလေးကိုပြောလိုက်ပါတယ်ကောင်လေးကလည်းဟေးမင်းကိုစစ်ကိုတောင်တက်တက်ရဲ့လားလို့မေးလိုက်တော့ဟိုကောင်တင်းပြီလေကောင်မလေးကိုငါနဲ့စမ်းကြည့်မလားလို့သွားမေးတော့ကောင်လေးကဒေါသထွက်ပြီးချထဲမလို့လောက်တာကောင်မလေးကဥအောင်အရင်ချလိုက်တာတော့ပါကျွတ်ထွက်သွားတာပေါ့နေတောင်နေသေးတယ်လူတွေကဒီအချိန်ကျတော့သူကတမာတဲ့လူမလားခုကျတော့တစ်ချက်တည်းနဲ့သွားပါကျွတ်သွားတာအားနေလိုက်တာလို့အတင်းပြောနေကြတော့တယ်ဟိုကောင်ကငါ့ကိုဘလို့တောင်ရရဲတာလဲလို့ပြောနေတော့ကောင်လေးကမင်းဟာမင်းခုတောင်မခုခံနိုင်ပဲလို့ပြောပြီးရောက်ခကြီးတိတ်တိတ်ကလေးကူညီနေတယ်လို့ပဲစွတ်ထင်နေတာပေါ့ရောက်ခမကြီးကလည်းအနောက်မှာရှိနေတော့ပိုတောင်ယုံသွားတော့တာပဲဟိုကောင်ကငါ့ကိုလူရှိမှအဆက်ခွဲတယ်ဆိုကရှက်ရမ်းပြီးဝင်ချမလို့လို့တော့ကောင်လေးကလက်ပြန်ခတ်ထဲလိုက်တာတဲ့ပလဲရှက်ခွဲပြီးပေါ့ဟိုကောင်မျက်နှာကတော့ပါနီလေးတွေနဲ့ဖြစ်သွားပြီလေပြီးတော့မင်းတို့ငါ့ကိုဒီလိုလှုပ်လို့မင်းတို့ဘဝဆုံးပြီလို့ပြောလိုက်ပါတယ်ကောင်လေးကအာယုံမလာဘူးလေဒီကောင်ကငါ့ကိုအခုဒူးထောက်တောင်းပန်ရင်အသက်ချမ်းသာပေးမယ်လို့ကောင်လေးကိုပြောလိုက်ပါတယ်ကောင်လေးကလည်းအဲ့ဆိုမင်းကိုလဲငါအခွင့်အရေးတစ်ခုပေးမယ်အခုဒီနေရာမှာငါနဲ့ငါဇနီးကိုတောင်းပန်ရင်မင်းအသက်ကိုချမ်းသာပေးမယ်လို့ပြောလိုက်ပါတယ်ဟိုကောင်ကကိုခံပညာအကြောင်းတောင်ဘာမှမသိတဲ့ကောင်ကငါ့ကိုချင်းချောက်ရဲတယ်လို့ပြောတော့ကောင်လေးကဟုတ်တယ်ငါဘာမှမသိဘူးဒါပေမဲ့မင်းလောက်တော့မညံ့ဘူးလို့လောင်ပြောင်လိုက်ပါတယ်